မြတ်စွာဘုရားလက်ထက်တုန်းကအလှအတန်းဝါသနာပါတဲ့ပုဂ္ဂိုလ်တဦးရှိခဲ့ဘူးတယ်အဲ့ဒီသူကနေပြီးတော့ဌာနအလှအတန်းဝါသနာပါလဲဝါသနာလည်းပါတယ်မကြာလည်းပဲလှူလေးတန်းလေးလည်းရှိတဲ့အတွက်ဌာနရဲ့အကျိုးတရားကိုမသိမီဒီဘဝမှာတည်းမျက်မှောက်ရနိုင်တဲ့အကျိုးတရားရှိမရှိလို့ရှိရင်တပည့်တော်နာကျင်ပါတယ်လို့မြတ်စွာဘုရားကိုမေးလျှောက်တဲ့တကားရှိတယ်နော်အဲ့ဒါလေးဘုသူတာပြောပြတရားတကားဆိုလို့တခြားလူမဟုတ်ပါဘူးဒီကောသလတိုင်းကပသိနေဒီကောသလမင်းကြီးရဲ့စစ်သူကြီးပေါ့နော်ဒီဟာဆိုတဲ့စစ်သူကြီးပါပဲအခုကိဆိုရင်တော့ဒါတတ်ချုပ်ပေါ့နော်စေတနာပတိလို့ခေါ်တာပေါ့ဒါပဲကောသလတိုင်းမှာတော့ဒါတအကြီးကဲပဲသူကအလှူဒန်းဝါသနာပါတယ်အမြဲတမ်းလို့သူ့အိမ်မှာအလှူဒန်းရှိတယ်အဲ့လောက်တိအောင်ဝါသနာပါတယ်ဖះနဲ့လည်းပဲယဉ်နေတယ်တန်ဃာတော်တွေနဲ့လည်းပဲယဉ်နေတယ်ယဉ်နေတဲ့အတွက်ဒါလျှောက်ရဲတာပေါ့နော်မယဉ်နေရင်ဘုရားပဲလျှောက်ရဲမှာလေသူကမြတ်စွာဘုရားကိုဘယ်လိုလျှောက်တော့ဆိုတော့မြတ်စွာဘုရားတဲ့အလှူအတန်းပြုလို့ဒါနကောင်းမှုကုသိုလ်ပြုလို့ရှိရင်ဒီဘဝမှာတည်းမသိခင်ရနိုင်တဲ့အကျိုးတရားရှိပါမလားပေါ့နော်ရှိလို့ရှိရင်တပည့်တော်နာကျင်ပါတယ်နော်ဒီတရားနာကျင်ပါတယ်ပေါ့မြတ်စွာဘုရားကိုမေးဒီမြတ်စွာဘုရားလည်းဒီဟာရှိတာပေါ့နော်မြတ်စွာဘုရားရှိတာပေါ့မင်းအလှူအတန်းဝါသနာပါလို့လှူတယ်ဆိုရင်တဲ့အဲ့ဒီအလှူအတန်းပြုတဲ့ပုဂ္ဂိုလ်ဟာဒီမသေးခင်ဘဝတည်းဘာကျိုးရတော့ဆိုဘုံဇနောဩတိပိယောမနာဘောဘုံနောသနတပိယောဟောတိမနာဘောဆိုပြီးပထမအင်္ဂါမြတ်စွာဘုရားကထုတ်ပြလိုက်တယ်အလှူအတန်းပြုတဲ့ပုဂ္ဂိုလ်ကကွာတဲ့လူကြီးလူခင်ပေါ်တယ်ကွာတဲ့ဒါနံပါတ်1ရတဲ့အကျိုးနော်ဒါရှင်းရှင်းလေးပဲဘုရားကလည်းဟောထားလိုက်တဲ့သူကိုနော်ဒါသိကြတာပဲလေအလှူဒန်းဆိုတာကဒီလိုဘုန်းကြီးကိုလှူတာမဟုတ်ဘူးလေလှူဒန်းပေးကတဲ့လေးတာရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်ပေးတာကတဲ့ပုဂ္ဂိုလ်ဟာလူကြီးလူခင်ပေါ်တာပဲလေဘလို့မှမငင်းနိုင်ဘူးအဲ့ဒီတရားပေါ့နော်ဘုံရောသနာသာပြီးဟောဒီမနာပေါ်တဲ့အဲ့ဒါပထမဆုံးပဲထင်ရှားတဲ့မသိခင်ရနိုင်တဲ့အကျိုးတရားပဲတဲ့နော်အဲ့ဒီလူဒန်းလုပ်တဲ့ပုဂ္ဂိုလ်ဟာတဲ့အဲ့ဒီသူ့စီမှာသူ့အိမ်မှာအိမ်ဆိုရင်လည်းသူ့အိမ်ပေါ့နော်သူ့ထံကိုတဲ့သာတော့သဗ္ဗုဒိတာပဇံတိတဲ့သူတော်ကောင်းတွေသူ့ထံကိုချင်းကပ်ကြတယ်ကွာတဲ့နော်ချင်းကပ်ကြတယ်ကွာတဲ့အဲ့ဒါမသိခင်ရတဲ့အကျိုးပဲတဲ့ကိုယ်စီကိုသူတော်ကောင်းလာဖို့ဆိုရင်ဟုတ်တယ်မလားကိုယ်စီကိုသူတော်ကောင်းတွေလာဖို့ဆိုလို့ရှိရင်အလှူဒန်းရှိတဲ့ပုဂ္ဂိုလ်မှလာမှာလေကိုကမပိတ်ဘဲနဲ့လာမှာလေနော်လှူဒန်းတဲ့ပုဂ္ဂိုလ်ဆိုရင်လာမှာလေဒီလူကလာတဲ့လှူတတ်တယ်လာတာပါပဲအဲ့ဒါနဲ့ပတ်သက်လို့ဒါမြတ်စွာဘုရားကပြောတဲ့ဒုတိယရတဲ့အကျိုးတရားပေါ့နော်အဲ့ဒါဘုန်းကြီးအဲ့ဒီဟာလေးမြင်လိုက်တော့ဘုန်းကြီးရဲ့လက်တွေကိုယ်တွေတရားလေးပြောပြမလို့ဘုန်းကြီးဥဆောင်ပြီးတော့ဘုန်းကြီးတို့နေတဲ့ကြောင်ပိတ်ရက်ွက်မှာကာလန်ဘောကတရားကိုတူကခင်းရတာပေါ့ခင်းတော့ဘုန်းကြီးအဲ့ဒီဘုန်းကြီးနာကတကားတွေကိုခေါင်းဆောင်တကားတွေကိုခေါ်ပြောတယ်အဲ့ဒီကနေဒီလန်းနဲ့ခင်းမကွာလို့ကဲအဲ့ဒီလမ်းဘေးနေကြတဲ့ပုံကိုယ်တွေကသရာကြီးပေါ့ကုသိုလ်ပါဝင်ပြီးတော့ပြောပေါ့လို့မလူချင်းလည်းရတယ်မလူချင်းလည်းလူပေါ့သူတို့လူတော့ယူလို့ကြံတာငါဆိုင်မယ်ကွာလို့ဒါမင်းတို့ခင်းကြဆိုပြီးတော့ဘုန်းကြီးအဲ့လိုကြိုက်ခိုင်းတယ်ပေါ့နော်ခိုင်းတော့သူတို့အဲ့ဒီခေါင်းဆောင်လုပ်တဲ့ပုံကိုယ်တွေကအဲ့ဒီရက်ွက်ထဲကိုသွားတဲ့ခါကျတော့သူတို့ကသိတယ်ဘယ်သူကတော့သွားရင်ရလောက်တယ်ဘယ်သူကတော့မရလောက်ဘူးဆိုတာသူတို့ကသိတယ်အဲ့ကောင်တွေကရလောက်တော့အိမ်နဲ့ရွေးသွားတာအဲ့ဒီကျမှဘုဟုတ္တရှိတာဩဒါဒီလိုဒါလောကမှာဒီလိုသဘောရှိတာပဲလို့နော်ဟိုလောက်တာတော့ရရေးရွာရေးလောက်တာပါပဲဟိုလိုကြီးဟိုဖျားတယ်တာအကြောင်းဆောင်တာမဟုတ်ပါဘူးသူတို့နေတဲ့လမ်းသူတို့သွားတဲ့လမ်းငါဥဆောင်ပြီးခင်းတာလေကြံတာငါဆက်ရမှာဟုတ်ကဒါပေမဲ့လူခံတဲ့ကောင်ငါတော့လူမခံပါဘူးသူတို့လူခံတာရသလောက်မလို့ဒီကြံတာငါတိုက်မယ်ဆိုလို့ခင်းတော့အဲ့သူတို့ကပြောပြအဲ့ဒီသူတို့ပြောလို့သိတာပါဩသူတော်ကောင်းတွေချင်းကတ်တယ်ဆိုတာဒါပဲလို့သူတော်ကောင်းဆိုတာဒီတကာကတော့ပိဋကလူတာကန်းတတ်တဲ့သဘောရှိတယ်ဆိုရင်ဒါသူတော်ကောင်းကသူ့ရင်ချက်ကမှာပေါ့နော်လိုအပ်လာတဲ့ပစ္စည်းသူ့ဒီသွားမှရမှာလေဒီပြင်ပြီးသွားရမှာမဟုတ်ဘဲနဲ့အဲ့ဒါမြတ်စွာဘုရားပြောလိုက်ပုံလေးတော်တော်ပိုင်တာပါသူကမေးရင်ဘုရားအတန်းပြောလိုက်တာရနိုင်တာပေါ့ကွာတဲ့အဲ့ဒီလှူဒန်းလုပ်တဲ့ပုဂ္ဂိုလ်တွေထံကိုသူတော်ကောင်းတွေချင်းကတ်တယ်ကွာတဲ့အမေအဲ့ဒါရနိုင်တဲ့အကျိုးပဲနော်နောက်တတိယပါပြည့်ဘယ်ပရိသတ်လူပရိသတ်ဖြစ်ဖြစ်ယဟန်ပရိသတ်ဖြစ်ဖြစ်သွားတဲ့အဲ့ဒီအလှူဒန်းလုပ်တဲ့ပုဂ္ဂိုလ်က
မျက်နှာတင်းတင်းနဲ့ဝုံဝင်ရဲရဲနဲ့နော်မကြောက်မရွံမဲနဲ့ပရိသတ်အလေတင်းတင်းတဲတဲသွားရဲတယ်ကွာတဲ့နေရဲတယ်ကွာတဲ့ဒီစကားနဲ့မှန်တာပဲဒါတတိယချက်အတော်မှန်တယ်နော်ဘာလို့လဲဆိုတော့များသောအားဖြင့်ကိုခေတ်ဆိုလို့ရှိရင်အလှခံလုပ်လို့မယ်ဆိုလို့ရှိရင်ဖိတ်ချင်တာလေပရိသတ်တွေလာကြတာလေဖိတ်ကြတဲ့ကောအလှခံမလုပ်ဖိတ်တော့သိနေတော့နောက်ထပ်ထိုင်ကြတာသိရှိမတွေ့ရဘူးကိုရအဲ့ဒါတွေ့ဘူးလို့ပြောတာပါနော်အလှတန်းလုပ်တဲ့ပုဂ္ဂိုလ်ကသူကလှတန်းဝါဒနာပါတာပဲလေသွားရတာပေါ့ရဟန်းတွေဘုန်းကြီးတွေဝင်နေဝင်တော့ရဲရဲတင်းဝင်ရဲတယ်လေပြောရဲဆိုရဲတယ်လေလူပိသလည်းလို့သွားရတယ်လေရဲတယ်ကိုကလှတန်းဝါဒနာမပါတဲ့ခါကျတော့ကိုရှေ့သွားထိုင်ကဟိုကလှခံလိုက်ရင်မြင်းရမှလည်းခက်ကြီးဒုက္ခတဲ့တော့နောက်ကချွေးပွေးထိုင်တာအကောင်းလို့လေအဲ့တော့မြတ်စွာဘုရားပြောလိုက်တဲ့စကားငါဒီမြတ်စွာဘုရားချက်ချင်းဖြေတာတော့ပိုင်လိုက်ပေါ်တော့ဒါတတိယမြောက်နော်အလှတန်းဝါဒနာတဲ့ပုဂ္ဂိုလ်ကတဲ့ဘယ်ပိယိသပဲသောတာလူပိယိသမင်းပိယိသယဟန်ပိယိသဟုတ်လားရဲရဲဝံ့ဝံ့နဲ့နော်မကြောက်မရွံမဲနဲ့သွားရဲတယ်လာရဲတယ်နေရဲထိုင်ရဲတယ်ကွာတဲ့အဲ့ဒါမျက်ပေါက်ရတဲ့အကျိုးပဲဒါတတိယအကျိုးနော်မိုင်းတယ်နော်နောက်သတုဒ္ဓအကျိုးကြတော့ဘာပြောလို့ဆိုတော့အလှတန်းလို့တဲ့ပုဂ္ဂိုလ်ကတော့ကောင်းတဲ့ကြော်စောတယ်ကွာနော်ကြိုက်တာလည်းမှန်တာပဲနော်သတုဒ္ဓနော်ဒီလူကလူသားဝါဒနာပါတယ်လူသားတန်တတ်တယ်ဆိုတဲ့တဲ့ကဘာမှပြောစရာမလိုသူ့လိုလိုသိသွားတာလေနော်သူ့လိုလိုသိသွားတာပဲကြောညာစရာမလိုကောင်းတဲ့ကြော်စောတယ်ကွာတဲ့အဲ့ဒါဒီကဝါမှာတဲ့ရတဲ့အကျိုးပဲလေရနော်၄ချက်ဟောတာကြနော်၄ချက်ဟောလိုက်တာအဲ့ဒီ၄ချက်ဟောပြီးတဲ့ခါကျတော့ဒီမှာခုငါပြောချင်တာကဉာဏ်စမ်းလေးတစ်ချက်ပါဘုရားကပြစ္ဆမမြောက်အချက်ထက်ဟောတယ်နော်အဲ့ဒီအလူတန်းလုပ်တဲ့ပုဂ္ဂိုလ်ကတဲ့သေးပြီလို့ရှင်နတ်ပြည်ရောက်တယ်ကွာနော်နတ်ပြည်ရောက်သေးပြီနတ်ပြည်ရောက်တယ်ဒါပြီးပြီဗျာအဲ့မှာရလိုက်တော့လားသူက၅ခုနော်၅ခုရလိုက်တော့ဟိုကမေးတာကအလှတန်းလို့ရှိရင်မသေးခင်ရနိုင်တဲ့အကျိုးတရားကိုမေးတာရှင်း၄ခုကမှန်တယ်လေမှန်တယ်နောက်၅ခုကသေးပြီးရင်နတ်ပြည်ရောက်တယ်ဆိုတာဒါကသေးပြီးမှရောက်တာကြီးလေမသေးခင်ရတဲ့အကျိုးမဟုတ်ဘူးနဲ့အဲ့ဒါကိုငါပြောမှာသူမလို့အဲ့ဒါငါလိုလည်းပဲဒီတရားငါလည်းပဲဟောဖို့တယ်တခြားဆရာတော်ကြီးတွေလည်းဒီတရားဟောကြပါတယ်ဒါမှမဟုတ်ဒီအဖွင့်ကျမ်းတွေလိုက်ကြည့်တယ်ဘာကြောင့်ဒီဟာမြတ်စွာဘုရားထည့်ဟောတာလဲတမင်္ဂလာထည့်ဟောလိုက်တာဗျာမေးတာကမသိခင်ရတဲ့အကျိုးတရားကိုမေးတာသိပြီးရင်နတ်ပြည်ရောက်ဟောဆိုတာကြီးကိုထည့်ဟောလိုက်တာဗျာထည့်ဟောလိုက်တာဒါဒီဟာရဲ့ဉာဏ်ကိုစမ်းတာလားတော့မသိဘူးပေါ့နော်ဒီကဘယ်လိုပြန်ပြောမလဲဆိုတော့ तू ကရင်းနေတာကိုတကားနဲ့ရင်းနေတာဆိုတော့ရင်းနေလို့ဟောလဲမေးတယ်တရားလည်းပြေးတာတရားလည်းရင်းနေတာဆိုတော့သူ့ထည့်ပြေးလိုက်တာဖြေလိုက်တော့ဟိုကောင်ကပြန်ပြောတယ်ဒီကနော်မြတ်စွာဘုရားတဲ့မြတ်စွာဘုရားကဒါနပြုတဲ့ပုဂ္ဂိုလ်မသိခင်ရနိုင်တဲ့အကျိုးတရား၄ပါးဟောတယ်တဲ့ဒါဘုရားကအရှင်ဘုရားဟောလို့ဒါတပည့်တော်သိတယ်တော့ဟုတ်ပါတယ်တဲ့ဒါပေမဲ့လို့အရှင်ဘုရားမဟောခင်ကတည်းကအဲ့ဒီ၄ပါးတပည့်တော်သိပြီးသားတဲ့သူကလည်းထားပြောတာနော်သူပြောဟောလဲပိုင်နေဘာလို့သိတာလဲဆိုတော့တပည့်တော်အဲ့ဒီအကျိုးတရား၄ပါးခုရနေပြီတဲ့နော်လူချစ်လူခင်လည်းပေါ်တာပဲတဲ့နော်တပည့်တော်အိမ်လည်းသူတော်ကောင်းတွေအမြဲတမ်းလာတယ်တဲ့နော်တပည့်တော်အိမ်ဒါအဝန်ထွက်အမြဲတမ်းရှိတယ်တဲ့သူတော်ကောင်းတွေအရှင်ဘုရားပြောသလိုပဲဘယ်ပိဋကသွားသွားတပည့်တော်ရဲဝုန်းနဲ့သွားရဲတယ်တဲ့နော်အရှင်ဘုရားပြောသလိုပဲတပည့်တော်ကောင်းတဲ့ကြော်တယ်တဲ့အဲ့ဒီ၄ခုကရှင်ဘုရားမဟောခင်ကတည်းကတပည့်တော်ယာပြီးသားဖြစ်တဲ့အတွက်တဲ့ဒီ၄ပါးရှင်ဘုရားကမသိကြရနိုင်တဲ့အကျိုးတရားဆိုတာကိုတပည့်တော်ကလက်ခံတယ်တဲ့